ဒီကလေးမလေးကိုတော့မင်းတကယ်သွားမစီမိစေနဲ့သူမှရေတငုံတောက်လိုက်တာကိုပဲမြင်လိုက်ရပြီးနောက်တော့ပါးစားထားလိုက်တာနဲ့ငါးမန်းတကောင်ထွေးထုတ်လိုက်တယ်ငါးမန်းကသူမရဲ့အမိပိမ့်မွေတိုင်းအထက်အောက်ကူးခတ်နေတယ်ကောင်မလေးနာမည်ကရှောင်ယူငါးမန်းလေးတဲ့အဖေကငါးမန်းလူသားဖြစ်ပြီးအမေကတော့ချော်ရည်မလေးဖြစ်တယ်ဒီမှာရှိတဲ့ကလေးတိုင်းဟာစူပါဟီးရိုးတွေရဲ့မျိုးဆက်တွေဖြစ်ကြတယ်သူတို့ရဲ့စွမ်းရည်တွေကအမျိုးမျိုးအထွေထွေပါပဲခန္ဓာကိုယ်ကိုစိတ်ကြိုက်ဆန့်ထိုးလို့ရတဲ့ရောပါလူသားရှိတယ်လို့အတန်လိုင်းနဲ့အရာဝတ္ထုတွေကိုထိန်းချုပ်နိုင်တဲ့အတန်လိုင်းမလေးလည်းရှိတယ်အချင်းကိုနောက်ပြန်ဆုတ်ကဒါမှမဟုတ်ရှီတိုးတာမျိုးလုပ်နိုင်တဲ့အမွားမောင်နှမတွေလည်းရှိသေးတယ်ဒီမိန်းကလေးကတော့ပန်းချီဆွဲခြင်းအပြင်မကြခင်ဖြစ်လာမယ့်အနာဂတ်ကိုကြိုတင်ဟော့ကင်ထုတ်နိုင်တယ်အတော်ဆုံးကတော့စွမ်းရည်ဆုံးရှင်းပဲဖြစ်ပြီးသူမမှာစူပါစွမ်းရည်အားလုံးရှိတယ်ဒါပေမဲ့ပညာမနှက်ဆက်ထိတာကြောင့်ခဏခဏထိန်းချုပ်မှုလွတ်ထွက်တတ်တယ်ရှောင်းမေးတဲ့တော့ပဲတာမန်လူဖြစ်ပေမဲ့သူမမှာတော့ညံ့ရည် IQ နှိမ့်လာ90အထိရှိတယ်ကျော်သားတွေကဘာမြေကိုကျူးကျော်လာတာကြောင့်ဒီကလေးတွေကိုမြေအောက်ခံတက်ထဲမှာထားရှိခဲ့ရတယ်သူတို့ရဲ့စူပါဟီးရိုးမိဘတွေကတော့ကဘာမြေကိုကာကွယ်ဖို့အတွက်တိုက်ပွဲဝင်ခဲ့ကြတယ်ဒါပေမဲ့တချီတဲ့နဲ့တင်အတော်ဆုံးစူပါလူသားဟာရိုက်ထုတ်ခံလိုက်ရပြီးမြေပြင်ပေါ်ကိုပစ်ပေါက်ခံလိုက်ရတယ်စူပါဟီးရိုးဇနီးမောင်နှမနှစ်ဦးဟာလည်းရန်ပြင်းနေရင်နဲ့ကျော်သားတွေရဲ့ဖန်စီခြင်းကိုခံလိုက်ရတယ်တခြားစူပါဟီးရိုးတွေလည်းတယောက်ပြီးတယောက်အရေးနေခဲ့ပြီးနောက်ဆုံးမှာအဖွဲကောင်းဆောင်ဓာတ်နဲ့လည်းသူ့ရဲ့ခေါင်းပိုက်ချန်တော့တယ်သူကဓာတ်နဲ့လည်းကိုဖြီးဖြီးချင်းဆွဲထုတ်ပြီးခုန်တက်သွားပေမဲ့မထင်မှပဲကျော်သားတွေရဲ့ဖန်စီခြင်းကိုခံလိုက်ရပြန်ဒီလိုနဲ့စူပါဟီးရိုးအားလုံးအဖန်ခံလိုက်ရတယ်မိနဲ့အနေနဲ့ကြာမှကျော်သားတွေကကဘာမြေစီတရင်ပို့လာပြီးနောက်3နာရီကြာမှကဘာမြေကိုတင်ပတ်တော်မယ်လို့ပြောတယ်မိဘတွေကိုကယ်တင်ဖို့နဲ့ကဘာကြီးကိုကယ်ဆယ်ဖို့အတွက်ဒီစူပါစွမ်းရည်စင်ကလေးတွေဟာမြေအောက်ခံတဲ့ထဲမှာထွက်ပြေးဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့အရင်ဆုံးအဆောင်တွေကိုဆွဲဆောင်လိုက်တယ်ရှောင်းယူကပခုံးကျော်ပြပောက်တာလူလိန်တာတွေနဲ့အဆောင်တွေကိုတယောက်ပြီးတယောက်လဲကြအောင်လုပ်ပြီးနောက်ဆုံးတယောက်ကိုကန်ထုတ်လိုက်တယ်နောက်တယောက်ကခိုးတိုက်ဖို့ကြိုးစားပြီးမှရောပါလူသားရဲ့ပတ်နှောင်ကိုရောခံလိုက်ရပြီးမြေပြင်ပေါ်ပြင်းပြင်းထန်ထန်ပစ်ချခံလိုက်ရတယ်ကလေးတွေဟာဝင်းခွင်းခတ်ကိုအောင်အောင်မြင်မြင်ရရှိခဲ့ပေမဲ့တိတ်မဝေးခင်မှာပဲရောက်လာတဲ့အဆောင်တွေရဲ့တားဆီးခြင်းကိုခံရပြန်အရေးကြီးတဲ့အချိန်မှာအတန်လိုင်းမလေးကအဆောင်တွေကိုဝေးရင်တဲကိုပို့ဆောင်လိုက်တယ်အဲ့ဒီနောက်သူတို့ဟာလူလေးကားထောင်ပြီးတပြက်ကိုအစိမ့်ပြေးပြီးတက်သွားနိုင်ခဲ့တယ်လို့အပေါ်ထက်ကဘက်စကားကိုအသုံးပြုပြီးထွက်ပြေးခဲ့ကြတယ်ဒါပေမဲ့တကားဝဲကအဆောင်တွေကလမ်းပိတ်ထားတာကြောင့်အတန်လိုင်းမလေးကအတန်လိုင်းစွမ်းရည်ကိုထပ်သုံးပြီးဘက်စကားကိုဝေးရင်တဲပြန်တက်အောင်လုပ်လိုက်တယ်ဒါပေမဲ့သူမကကားကွေတာကိုတော့မထိန်ချုံနိုင်တာကြောင့်ရှီကအဆောင်ဦးကြီးနဲ့တိုင်မိတော့မလို့ဖြစ်သွားတယ်ရောပါလူသားကမီတာ80ရှိတဲ့လမ်းမောင်းကိုစံထုတ်ပြီးလမ်းဘေးကတက်တိုင်ကိုလွှမ်းဖမ်းလိုက်တယ်ဒီလိုနဲ့အချိန်နဲ့လွှဲပတ်ပြီးတော့ကားကိုအောင်မြင်စွာပစ်ထုတ်နိုင်ခဲ့တယ်ခဏကြာပြန်ဖမ်းပြီးတော့ကားဟာရှောင်းမေးရဲ့အဖွားအိမ်ထိပ်ကိုဆင်းပတ်သွားတယ်ရှောင်းမေးရဲ့အဖွားကမယိုရှင်းပါဘူးသူမကစူပါဟီးရိုးတွေရဲ့နီးပြချိုးခေါင်းချစ်ခဲ့ဘူးတယ်ကဘာမြေကျူးကျော်ခံရတာကိုသိပြီးနောက်မှာအဖွားကလောကအလေကိုပြန်လဲဝင်ရောက်ဖို့ဆောင်ဖြတ်ပြီးကလေးတွေကိုစူပါစွမ်းရည်တွေတိုးတက်လာအောင်လေ့ကျင့်ပေးခဲ့တယ်ဒီကလေးမလေးကတော့တကယ်ကိုကြောက်စရာကောင်းသူပါသူမစိတ်တော်လာရင်ဘသူမှတားလို့မရဘူးစိတ်ရုပ်စတဲ့တော်တွေကိုရင်ဆိုင်ရချိန်မှာလေသူမကစိုးစင်းများမကြောက်ပဲရှေ့တက်ပြီးအပြက်အပတ်နှိမ့်လိုက်တယ်အဖွားရဲ့လေ့ကျင့်ပေးမှုအောင်မှာကလေးတွေဟာပုံမိုးတန်မာလာပြီးတိုက်ခိုင်နေစွမ်းတွေတဟုန်ထုံးမြင့်တက်လာတယ်ဒီနေ့မှာသူတို့လေ့ကျင့်နေရင်လည်းကျော်သားရန်တီကိုတွေ့လိုက်တယ်ကျော်သားတွေအပေါ်အပါသွားနေတော့သူတို့ခိုးချောင်းခိုးဝှက်နဲ့ဝင်သွားပြီးကျော်သားတွေရဲ့ဌာနချုပ်စီကိုတိုက်ပြန်သွားကြတယ်ကျော်သားဌာနချုပ်ကိုရောက်တဲ့အခါရောပါလူသားကမီတာ80ရှိတဲ့လဲမောင်းကိုစံထုတ်ပြီးအခန်းထဲကအခြေအနေကိုစစ်ဆေးတယ်ဘေးကင်းကြောင့်အတီးပြပြီးတော့သူတို့ဟာအချင်းချဲခံထားရတဲ့မိဘတွေကိုစတင်ရှာဖွေခဲ့ကြတယ်အဲဒီနောက်ထင်းချုပ်ခန်းကိုရောက်သွားတဲ့အခါမထင်းမပဲပီရာမစ်တစ်ခုကိုတွေ့လိုက်ရတယ်ဒါဟာကျော်သားတွေကဘာမီကိုဖျက်ဆီးဖို့အသုံးပြုမဲ့ညူဆွဲကရိယာဖြစ်နေတယ်အဲဒီအချိန်မှာသူတို့နောက်ကတကားကရွတ်တရက်ပွင့်လာပြီးကျောင်းကအမျိုးသမီးခေါင်းဆောင်ဝင်လာတယ်တကယ်တော့သူမတို့ဟာအစောကြီးကတည်းကကျော်သားတွေရဲ့ပူကချင်းကိုခံထားရတာဖြစ်တယ်အဲဒီနောက်သူမကလက်တံတွေကိုစံထုတ်ပြီးကလေးတွေကိုဖမ်းဆီးကအခန်းမောင်ထဲမှာပိတ်လောင်လိုက်တယ်လို့ရှောင်းကြီးရဲ့ရေကူးကိုလည်းလူယူသွားခဲ့တယ်ရေမရှိရင်စူပါစွမ်းရည်ကိုအသုံးမပြုနိုင်တဲ့ကြောင့်ကလေးမလေးအရင်စိတ်တိုးသွားတယ်ဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာရှောင်းမေးကစိတ်ဓာတ်တွေကိုစတင်ရိုက်ချုပ်တယ်ဒီအခန်းရဲ့နိုင်ရင်ကမီတာ90ထူတာကြောင့်ဖက်ပြေကိုလုံးဝမဖြစ်နိုင်တယ်လို့နောက်ဆိုမိဘတွေကိုလည်းတရားတော်မှမဟုတ်ဘူးလို့ပြောတယ်ကလေးတွေကမိသားစုကိုလွှမ်းဆွတ်ပြီးဝမ်းနဲ့ပူဆွေးတဲ့မြစ်တွေကြားလာကြတယ်တကယ်တော့ရှောင်းမေးကသူတို့ကိုခြောက်ပြီးငိုအောင်လုပ်ခဲ့တာဖြစ်တယ်ရှောင်းကြီးကအချက်ကိုသဘောပေါက်ပြီးသူတို့ရဲ့မြစ်တွေကိုအများဆူဆောင်လိုက်တယ်အဲဒီနောက်မြစ်တွေနဲ့တောင်းတစ်ချောင်းလှုပ်လိုက်ပြီးအခန်းထဲကနေအောင်အောင်မြင်မြင်ထွက်ပြေးနိုင်ခဲ့တယ်ဒါပေမဲ့အပြင်ရောက်တာနဲ့ရှောင်းမေးနဲ့စွမ်းရည်ဆုံးရှင်တို့သဘောထားကွဲလွဲခဲ့တာကြောင့်အဖွဲခွဲပြီးလှုပ်ရှားဖို့ပဲဆုံးဖြတ်လိုက်ကြတယ်ရှောင်းမေးကအဖွဲတစ်ခုကိုခေါ်ပြီးကရိယာကိုတွားဖြစ်စီတယ်လို့စွမ်းရည်ဆုံးရှင်တို့နှစ်ယောက်ကတော့မိဘတွေကိုကယ်ဖို့သွားကြတယ်ဒါပေမဲ့ဒီမဝေးခင်မှာပဲအမျိုးသမီးခေါင်းဆောင်ရဲ့ဖန်စီခြင်းကိုခံလိုက်ရတယ်အခြားတစ်ပတ်မှာလည်းရှောင်းမေးတို့အဖွဲလမ်းပိတ်ခံရတယ်ကျော်သားကနောက်ကျောကနေလက်တံအမြောက်အများဆန်ထုတ်လိုက်တယ်လို့အပေါ်မြင့်တစ်ခါကနေလက်ထိပ်တွေကိုဆွဲချပြီးသူတို့ကိုချီနှောင်လိုက်တယ်အဲဒီလိုအရေးကြီးတဲ့အချိန်မှာအမွားမောင်နှမကအချင်းကိုနောက်ပြန်ဆုတ်လိုက်တာကြောင့်မိနဲ့အနေနဲ့ရဲ့အချင်းကိုပြန်ရောက်သွားတယ်အဲဒီနောက်ရှောင်းမေးကရောပါလူသားကိုအမိပြီးအပေါ်ကလက်ထိပ်တွေကိုယူလိုက်တယ်ကျော်သားကလက်တံတွေကိုဆန်ထုတ်ပြီးပြန်ယူဖို့ကြိုးစားပေမဲ့ဘာမှမရခဲ့ဘူးအဲဒီနောက်သူတို့ကလက်ထိပ်တွေကိုပြန်သုံးပြီးကျော်သားတွေကိုချီနှောင်လိုက်ကြကြောင်းဒီအနေကနေအောင်မြင်စွာကျော်သွားနိုင်ခဲ့တယ်အဲဒီနောက်ကလေးတွေကထင်းချုပ်ခန်းကိုရောက်လာပြီးပီရာမစ်ကိုချက်ချင်းဖျက်ဆီးခြင်းပေမဲ့ရုတ်တရက်အကာအကွယ်တစ်ခု